မနှက်ပြတ်ဆိုဆောင်မှုဖြစ်ရတော့မယ်ဒီညမှာစားကြည့်ရမှာစာရလည်းအများကြီးဘယ်ဘလို့စားကြည့်ရမှမသိဘူးပြီးရင် quiz တွေကလည်းအများကြီးကြည့်ရအောင်မယ်အဲ့လိုမျိုး one subject one နဲ့လောက်တက်တဲ့သူတွေစာရီအများကြီးကိုတညနေကြည့်ချင်တဲ့သူတွေအဲ့လိုလူတွေအတွက်အရင်အသုံးဝင်တဲ့ AN2 တခုကိုတွေ့ထားပါတယ်ဘာဖြစ်မလဲဆိုတာသိချင်ရင်အဆုံးရင်းကြည့်ပေးကြပါအောင်နော်လောဆယ်ကျမရဲ့မချတောက်လိုက်ပါအောင်မယ်ကဲစလိုက်ရအောင်ဒါကတော့ notebook LM လို့ခေါ်တဲ့ AI2 တခုဖြစ်ပါတယ်။အဲ့ဒီအထူးသဖြင့်ကျောင်းသားတွေအတွက်အရင်အသုံးဝင်တယ်။ဒီ AI2 ထဲမှာပေါ့နော်။အရင် notebook တခုမလုပ်ခင်အရင်ဆုံးသိထားရမှာက setting နဲ့တွားပြီးတော့ကိုထွက်စီခြင်းတဲ့ဘာသာစကားကိုအရင်ဆုံးတွားပြီးတော့ချိန်ထားရမှာဖြစ်ပါတယ်။ဒီမှာဆိုရင်ဒီအောက်ထွက်ရှိမိဘာသာစကားပေါ့နော်။ output language အဲ့ဒီမှာအရင်ဆုံးချိန်ထားဖို့တို့ရဲကျမကမြန်မာစာအရင်ဆုံးချိန်ထားတယ်ပေါ့နော်ဒီထဲမှာကိုထွက်စီခြင်းတဲ့ဘာသာစကားပါလဲပေါ့ကိုကအများကြီးရှိပါတယ်ဒီထဲမှာအများတော့အပြင်မှာအင်္ဂလိပ်လိုထွက်ချင်တာလားပြီးရင် Espanol လို့ခေါ်ရတော့မသိအဲ့ဒီစကားကြီးလည်းရှိတယ် Filipino Indonesia Java တောင်မှရှိသေးတယ်အများကြီးပါပဲဒီမှာဂျပန်လားကိုရီးယားလားဒီမှာကျမမြန်မာလိုပဲရွေးထားပါတယ်အဲ့ဒီကအရင်ဆုံးရွေးထားဖို့လိုတယ်အဲ့ဒါမှသာထွက်လာတဲ့ဒီ AI2 ကိုခိုင်းတဲ့အခါကျရင်ထွက်လာတဲ့ဘာသာစကားကမြန်မာစကားဖြစ်နေမှာပေါ့နော်ကဲဒါဆိုရင်တော့ကျမတို့ဒီ notebook တစ်ခုကိုဖန်တီးကြမယ်ဒီမှာ plus ကိုအရင်ဆုံးနှိပ်လိုက်ပေါ့နော်နှိပ်လိုက်ပြီးတဲ့အခါကျရင်ဒီမှာ PDF file ထည့်လို့ရတယ်ပြီးရင် text file ထည့်လို့ရတယ် markdown ထည့်လို့ရတယ်ပြီးရင် audio file လေးထည့်လို့ရတယ်ပေါ့နော်ပြီးတော့အခါကျတော့ဒါကကိုယ့်ရဲ့ device ထဲမှာရှိတဲ့ဟာတွေကိုထည့်လို့ရတယ်နောက်ခုနေလေရတော့ဒီမှာ voice page ကိုယ့်ရဲ့ Google Drive ထဲကနေယူပြီးထည့်လို့ရတယ်လို့မျိုးဒီ website link တွေ YouTube link တွေတကားလေးယူပြီးထည့်လို့ရတယ်ပြီးရင်စာသားတွေပြီးတော့နော်ကို website ကနေစာသားလေး paste copy ယူလာပြီးဒီမှာ paste လာချပြီးတော့သူတို့ခိုင်းလို့လည်းရတယ်ကျမကတော့ဒီမှာအားလုံးလွယ်အောင်ဆိုပြီးတော့ပို့ပြီးတော့သိရလွယ်ရပါတော့ဒီကဘယ်ဟာထက်တူတူပဲကျမတော့ download တာရှိရဲအဲ့ဒီတရားမှာအားလုံးနဲ့ရင်းနှီးနေတဲ့စာအုပ်တစ်ခုကျမထည့်ကြည့်နေပေါ့နော်ကျမဒီလိုမျိုးတစ်ခါမှတော့မလုပ်ဘူးဆီယမဂျူရဲ့အမှတ်တရဆိုတဲ့စာအုပ်ကိုကျမရွေးလိုက်ပါတယ်ဒါကကိုစာအုပ်ရဲ့ file အရွယ်အစားရဲ့ပြီးကိုရဲ့ internet အခြေအနေပေါ်မူတည်ပြီးတော့အချိန်ရတော့တစ်ခုနည်းနည်းတော့ကြာတယ်အဲ့ဒါကိုကတော့ခဏစောင့်ရမယ်ပေါ့နော်ဒီမှာဆိုရင်အားလုံးမြင်ရပြီပေါ့နော်ဒီမှာသူကကျမခုနက output language မှာမြန်မာစာရေးထားတဲ့အကြောင်းမလို့သူကမြန်မာလိုပဲအကောင်လုံးထွက်လာပေးတယ်ဒီမှာဆိုရင်ဒီစာစုကမြန်မာဘာသာစကားဖြစ်ရေးသားထားတော့စာပြလိုက်ရတခုမှကတော့ကျမဖြစ်ပါသည်တဲ့မစာရေးသူမှာဂျူပေါ့နော်စကြောင်ပြောတော့အမျိုးသမီးတဦးနဲ့အကိုလို့ခေါ်တဲ့အမျိုးသားတဦးတို့ရဲ့အခြေစက်လန်နဲ့အတွေ့အကြုံတွေပြောပြထားတယ်ဆိုပြီးတော့သူကရေးထားပေးတယ်ကိုကဒီစာအုပ်ရဲ့အတန်အနှစ်ချုပ်တို့ခြင်းနဲ့ဆိုရင်ဒီဘက်မှာအတန်အနှစ်ချုပ်ဆိုတာရှိတယ်ပေါ့နော်ဒါတော့ဒီစာအုပ်တစ်ခုလုံးရဲ့အတူကျော်ပုံစံမျိုးသူကပြောပြပေးရပေါ့နော်နှစ်ယောက်ဆွေးနွေးတဲ့ပုံစံမျိုးလေးပြောပြပေးထားတာဒီဟာကိုအေးဆုံးနှိမ့်လိုက်မယ်ပေါ့နော်ဒီဟာကအချိန်တစ်ခုကြာတယ်ဒါပေမဲ့အရင်တော့မကြပါဘူးပေါ့နော်ကိုရဲ့စာအုပ်အရွယ်အစားပေါ်မူတည်တယ်အဓိကဇက်စာအုပ်ပေါ့နော်ဆီယမဂျူကသူ့ရဲ့မင်္ဂလေးနေရာနေခန်းစားပြီးရေးသားထားတာဆိုတော့ဒါကိုစာလုပ်တဲ့အခါကျရင်တော့ပို့ပြီးတော့ထောက်ကူပြုတယ်ပေါ့နော်ဒါကပုံမြင်ဒါကတော့ဝတ္ထုစာအုပ်ဆိုတော့နည်းနည်းတစ်မျိုးလေးတော့ဖြစ်သွားရင် sorry ပါလို့quiz ဒါတော့ quiz ပါဆီယမဂျူရဲ့စာအုပ်နဲ့ပတ်သက်ပြီးတော့ quiz ကိုဘယ်လိုဖြေရမလဲတော့မသိဘူးကျွန်မတို့ချက်လိုက်မယ်နော်ဇက်လန်ရဲ့အစာမှာဇက်ကြောင်ပြောသူကျွန်မပြန်ရောက်လာတဲ့မြို့ဟာဘာမြို့လဲတဲ့ဘာမြို့လဲရန်ကုန်လားအော်မန္တလေးပြန်ရောက်လာပါတယ်ဟုတ်လားမသိဘူးတော့ဇက်ကြောင်ပြောသူကမန္တလေးကိုတယောက်တည်းပြန်လာခြင်းနဲ့သူရဲ့တိုက်ခံတကားကိုသူကကြိုနေတာလေတဲ့မောင်ပေါ့အော်လူမမကြိုဘူးတဲ့ဟာဆိုင်လို့ရတဲ့ခုပဲရှိရတော့ဇက်ကြောင်ပြောသူကတိုက်ခံတကားကိုဖွင့်ရန်ကောလက်ကိုလက်ဆွဲအိတ်ထဲမှာထောက်ယူခဲ့သည်တော့လေဒါတော့ပဲဇက်ကြောင်ပြောသူရဲ့အဆိုအရထိုတိုက်ခံကိုတော့ကိုဖွင့်နိုင်သူမှာမြေသူတူပြတ်တာရှိတော့တနည်းမောင်အော်ကျမတူပြတ်တာရှိတော့သည်
သူကအဲ့လိုမျိုးပေါ့နော်ဒါဘူထူကိုကျမတို့က quiz ပုံစံပြန်ပြီးတော့ချိတဲ့ခါကျတော့နည်းနည်းတစ်မျိုးမျိုးဖြစ်တဲ့အတိုင်းပဲကိုယ့်ရဲ့ကျောင်းသင်ခန်းစာတွေနဲ့ပတ်သက်ရင်တော်လေးထောက်ကူဖြစ်ပါတယ်ကျမဒီရဲ့ quiz ကိုဒီမှာပဲဆုံးသက်လိုက်ပါတယ်အကြောင်းပြောသူမန္တလေးရှိသူတို့ရဲ့အိမ်ကြီးတရားတော့အခရာသူချင်းမျိုးရှိတဲ့ကြီးရဲ့မိုးတို့ဘဝရနေသည်ဒါပဲလေကျမမှတ်မိအဲ့ဒီခံမောင်နဲ့စိတ်ကောက်ပြီးပြန်ချောတဲ့အခါစကြောင်ပြောသူအားတဲ့မောင်အလုံးတိုက်တဲ့ဘာမုံနဲ့ချောတာလေးတဲ့ရွှေကြည်မဟုတ်လားမန္တလေးကပြန်လာတာဆိုတော့ဘာဟုတ်တော့မတော့ sorry ပါဆရာမကြီးရေ sorry ပါစကြောင်ပြောသူနဲ့မောင်တို့အားတဲ့တယောက်နဲ့တယောက်မိဒီနီယာမှာစားတင်တီးထားမိခဲ့ကြတဲ့နည်းတဲ့ဒီနေရာမှာဗါလိုက်စားကြည့်တိုက်မှာထင်တယ်ကျမဒီစာအုပ်မဖတ်လာကြဘူးတခါဖတ်ရကျမအရန်ငိုရတယ်မဖတ်တော့အခုတကယ်လည်းမမှတ်မိတော့ပါသူ့မှာက website နဲ့လည်းတောင်းလို့ရသလိုမျိုးကိုယ့်ရဲ့ဖုန်းထဲမှာလည်း application download ချိန်ပြီးတောင်းလို့ရတယ်ပေါ့နော်ဒီ AI2 ရဲ့ကျမအကြိုက်ဆုံးအပိုင်းလာပါပြီအဲ့ဒါကတော့သူ့ရဲ့ audio ထုတ်ပေးတဲ့ပုံစံကျမအရင်ကြိုက်တယ်အားလုံးပဲနားထောင်ကြည့်ပါဒီ audio ကကြတော့2မိနစ်ရှိရပေါ့ဒါပေမဲ့ကျမခဏပဲဖွင့်ပြမယ်ညကြမယ်ကြောင်းရကတော့စာချစ်သူတွေတော်တော်များများရင်းနှီးကြမယ်ထင်ပါတယ်ဆရာမကျူရဲ့နာမည်ကျော်ဝတ္ထုတွေပေါ့အမတ်တရား ဟုတ်ကဲ့အမတ်တရားပါအဲ့ဒီတဲကစိတ်ခံစားမှုပြင်းပြင်းထန်ထန်ဖော်ပြထားတဲ့ကောင်းမှုချစ်ကချိုးကိုအတူတူကြည့်ချင်တာပါအဓိကတော့ဇာကြောင်ပြောအမျိုးသမီးပေါ့နော်သူရဲ့အတိတ်ကအချက်ဆုံးရှုံးမှုတွေမပြန်နိုင်တဲ့အမတ်တရားတွေကိုပြင်ပြီးတန်းတန်းနေပုံကိုတော်တော်လေးထိထိမိမိတွေ့ရမှာပါဟုတ်ပါတယ်အထူးသဖြင့်လေမန္တလေးမြို့ကသူတို့နှစ်ယောက်အတူနေခဲ့ဖို့တဲ့အိမ်လေးစီကိုပေါ့ဇာကြောင်ပြောသူတယောက်တည်းပြန်ရောက်သွားတဲ့အခိုက်အတန့်အဲ့ဒီကနေစပြီးတော့သူ့စိတ်ထဲမှာဖြစ်ပေါ်လာတဲ့အတွေးတွေခံစားချက်တွေနာကျင်မှုတွေပြီးတော့နည်းနည်းရှိန်ကြံနေခဲ့တဲ့အမတ်တရားတွေကိုဒီနေ့အတူတူစိတ်ဆက်ဆန်းစစ်ကြည့်ကြမယ်လေအဲ့ဒီအိမ်လေးကအတိုင်းနဲ့ပြစုပန်ကိုဆက်ပေးတဲ့ဒါတော့ထင်နေမှာပေါ့နော်အဲ့လိုမှန်လို့ရမယ်ထင်ပါတယ်အခုနားထောင်ကြည့်ုံနဲ့သတိထားမိတာမှဒါသူ့ရဲ့ audio ထုတ်ပေးတဲ့ပုံစံကလူနှစ်ယောက်အပြန်အလှန်ဆွေးနွေးနေတဲ့ပုံစံတွားထုတ်ပေးရအောင်နော်အဲ့ကြောင့်မို့လို့ပြီးလူနှစ်ယောက်ကလည်းယောက်ျားလေးနဲ့မိန်းကလေးနဲ့ဆိုတော့သူတို့ဘာတွေဘသူကမေးပြီးဘသူကဖြည့်နေတာလဲပြီးဘာအကြောင်းအရာကိုအဓိကပြောနေတာလဲပြီးတယောက်ကမေးပြီးတယောက်ကဖြည့်တယ်ဆိုတော့ကိုကအမေးနဲ့အဖြည့်နဲ့ကိုတခါရင်နားထောင်ရသူတို့မျိုးအရန်စိတ်ဝင်စားဖို့ကောင်းတယ်ပေါ့နော်ပြီးသူတို့ကဒီစာအုပ်တစ်ခုလုံးကိုခြုံငုံပြီးတော့ဆွေးနွေးချက်တွေပြန်ပြီးတော့ထုတ်လာတဲ့အကြောင်းမို့လို့တော်လေးကိုနားထောင်လို့ကောင်းတယ်ဘယ်လိုပြောမစိတ်ဝင်စားဖို့လည်းကောင်းတယ်အဲ့ဒါမို့လို့အကောင်လုံးဒီဟာကိုကျွန်မ try သိချင်တာပါဒီ audio ထုတ်ပြီးတဲ့အပိုင်းတော့ကျွန်မဒီ AI2 မှာအကြိုက်ဆုံးပဲကျွန်မတို့နောက်ထပ်ဗီဒီယိုတစ်ခုတော့ဒီဗီဒီယိုရဲ့နောက်ဆုံးမှာထည့်ပြီးတော့ကျွန်မဒီဗီဒီယိုဒီမှာပြနှောက်ဆက်လိုက်ပါတယ်အားလုံးပဲဒီ AI2 ကအားလုံးအတွက်အသုံးဝင်မယ်လို့ကျွန်မထင်တယ်ကျွန်မကိုယ်တိုင်လည်းအခုသုံးမိတာအရန်ကောင်းတယ်ကျွန်မသင်ခန်းစာတွေကိုမှတ်မိဖို့အတွက်လည်းတကယ်ကိုအသုံးဝင်တဲ့အရာဖြစ်ရကြမို့လို့အားလုံးကိုဝေမျှပေးထားခြင်းဖြစ်ပါတယ်ဒီနေ့ဗီဒီယိုတော့ပါပဲချစ်ပြီးတော့ကျေးဇူးအများကြီးတင်ပါတယ် Thanks for watching. Bye bye.